လက်တွေ့ဘဝထဲမှာအများနည်းတူပင်ပန်းပါတယ်ရုန်းကန်ရပါတယ်အသက်ဝအောင်မနှဲရှူရပါတယ်နှလုံးသားနဲ့ကိုယ်ရီကိုယ်သွေးနဲ့ပခုံးနဲ့ထမ်းထားရတဲ့နှစ်လိုပဲဝကြွေးများစွာရှိပါတယ်ဘာမှမရှိခင်ကတောင်ဘယ်ရာကိုမှမငြီးယူတတ်ခဲ့တော့ဉာဏ်ပညာချစ်ချင်းတရားလေးနဲ့ကိုယ်လောကရန်ကိုတာယာနာပြောပွဲဖြစ်အောင်ပြုစုပြောထောင်ရပါတယ်သူကတော့အစင်ပြေနေရပဲလို့ပြောခံရရင်လှလှလေးပြုံးပြတတ်ပါတယ်ဒီအချိန်လေးမှာယူနေတဲ့သူတောင်တကယ်မပြောပါဘူးဒါပေမဲ့ဘာဖြစ်လဲလာရဲလာလူဆိုတာထီးရွက်တွေမပါလဲကို့ဘာသာကိုရှောက်ရဲရမယ်တဲ့ရန်သူပြောအောင်ချစ်သူခင်သူတွေစိတ်မကောင်းဖြစ်အောင်ငိုးမပြခြင်းဘူးလောကရန်ဆိုတာကိုကယူးဆိုင်မှာဖြစ်တဲ့လမ်းထိပ်ကခွေးကြီးထက်နည်းနည်းပဲပိုပါတယ်တဲ့တာယာမင်းဝေ